สวัสดีค่ะอารมณ์มิงลาပါဒီနေ့မှာတော့တစ်ချက်ကခွန်ထိုင်းတွေစကားပြောတဲ့အခါမှာမန်းဆိုပြီးတော့သူတို့စကားနောက်ဆုံးမှာထက်ထက်ပြောတဲ့ဟာလေးအတိတ်ပဲလေးတွေဘယ်လိုသုံးရမလဲဆိုတာကိုဝင်ပြပေးပါမယ်ဆိုတော့ဒီမန်းမောအငုံမိုင်းထုံမန်းကဘယ်နေရာမှာသုံးလဲဆိုရင်ကိစ္စရဲ့တစ်ခုခုအကြောင်းအရာတစ်ခုခုကိုကမတိချတဲ့အခါတိချမတိတဲ့အခါကြလို့ရှိရင်ပဲမိမ့်ကြရဒီအကြောင်းနဲ့ပတ်သက်ပြီးကိုတိချမတိတဲ့အခါကြလို့ရှိရင်မန်းနဲ့ဝါကြနောက်ဆုံးမှာထိတ်ပြောလို့ရတယ်ဥမာဖြင့် तू မလာဘူးထင်တယ်เขาไม่มามั้งเขาไม่มามั้งतू မကြိုက်ဘူးထင်တယ်เขาไม่ชอบมั้งเขาไม่ชอบมั้งဒီနေ့မီးပြတ်တယ်ထင်တယ်วันนี้ไฟดับมั้งวันนี้ไฟดับมั้งตูติชามาติအဲ့လိုမျိုးဆိုရင်วันนี้ไฟดับมั้งဒီနေ့မီးပြတ်တယ်ထင်တယ်ဒါမျိုးလေးသုံးတယ်ပေါ့နော်မြန်မာလိုကြားလို့ရှိရင်တော့ထင်တယ်ဆိုပြီးတော့ဘာသာပြန်လို့ရတယ်အသုံးနှုန်းကဘယ်မှာသုံးမလဲဆိုရင်ကိစ္စရဲ့တစ်ခုခုကမသေးချာတဲ့အခါမှာမန်းဆိုပြီးတော့ထည့်ပြီးပြောလို့ရတယ်ဒီမန်းကကြတော့ပြောရမယ်ဆိုရင်တော့စကားပြောပေါ့နော်ပုံမှန်ကိုရီအရေးအသားမှာဆိုရင်တော့ คิดว่าဆိုတဲ့စကားလုံးလေးသုံးလို့ရတယ်คิดว่าतू ကနည်းနည်းလေးပို့ပြီးတော့ formal ဆန်တယ်ဥပမာဖြင့် तू မလာဘူးလို့ကျွန်တော်ထင်တယ်คิดว่าเขาไม่มาဒီနေ့မီးပြတ်တယ်လို့ကျွန်တော်ထင်တယ်คิดว่าวันนี้ฝนตกဒါမျိုးသုံးလို့လည်းရတယ်ဒါပေမဲ့ကွာစကားပြောနေဆိုရင်တော့วันนี้ฝนตกมั้งဒီနေ့မိုးရွာမယ်ထင်တယ်ဒါမျိုးသုံးတာပေါ့နော်ဆိုတော့အသုံးလုံးချင်းအတူတူပဲအဓိပ္ပာယ်ချင်းလည်းအတူတူပဲ formal ပိုကျသွားတာနဲ့စကားပြောနဲ့အသုံးလုံးလေးကွာသွားတာပေါ့နော်ဆိုတော့ဒါလေးကိုလည်းသိလျော်အောင်အသုံးပြုလို့ရပါတယ်သိရှိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိတဲ့ဗီဒီယိုအောက်မှာ comment လေးရေးပေးခဲ့နိုင်ပါတယ်ထုံးစံအတိုင်းပဲ mang နဲ့ပတ်သက်တဲ့ဝေကြတဲ့ကြောင်းစီဖွဲ့ပေးခဲ့ကြပါခြေပြင်စစ်ပေးပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ไว้เจอกันค่ะสวัสดีค่ะขอบคุณค่ะတီချေဆုနဲ့အတူထိုင်းစာသင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတဲ့သူတွေက TikTok ကဆိုလို့ရှိရင် contact X လေးကိုနှိပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တီချေတို့ bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်တကယ်လို့ Facebook ကဆိုလို့ရှိရင်တော့ patient messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်